Unboxing. Take a deep breath and relax. Tống này đó. Nghe tống này mà. Tống này cho chó mày gọi hả? Sao mà bu bui thế này mày gọi? Constantly growing joy, prosperity into my life. Cái gì nó? Nghĩ là mày già nó mày rồi. Đây con. Giờ mày đây con. Bây giờ cái đâu mà là cái gì? Biến đó mẹ chuẩn bị thật là biến nó dâu là vì bọn nó phải đó làm gì đấy nè thì mấy nghe thì mình xài không hết được đánh nghề liền đánh nghề liền chắc quy là lâu nghề trong nhà hàng năm nay là thật vì không ba phá là không ra mình đi trong này cô lúc nào là còn nào ạ Unboxing. ဒါလေးကဘန်ကောက်ကကိုရောက်လာတဲ့နေရာနမှာထားတဲ့ပစ္စည်းလေးကို unboxing လုပ်ကြည့်နေရဖြစ်ပါတယ်။ဆက်ဆက်ရလေး။ဒါပြရှိကလာမီးရှိပန်းမီးရလေ။အဲ့ခါလေ liquid blush အဲ့လိုမျိုးဟာတုံးဖို့ရအဲ့အရင်အဆင်ပြေတော့တခုကပါညီပြလေးကပါညီပြလေးကအညိုလေးပေါ့နော်။လေးပါတာဒါရှူတီပိုင် soft tan ကျန်တာလေးဆန်းလုံးကြည့်လို့ဒါပစ္စည်းကွာစားလေးမှာလက်ဖွားနေဆိုရင်ဒါပဲရှိပါတယ်ပစ္စည်းကွာစားလေးနဲ့ဖြစ်ပါတယ်ဒါလေးအရင် review ကောင်းလို့စမ်းကြည့်မယ်လို့ပြောထားပါဒီလိုနေပါနာရဲ့အကြိုက်ဆုံးရင်ဝင်ရမှာပါရတဲ့ခုပါ Mon Paris ပါခဏ unboxing လုပ်ပြတဲ့ cosmetic ပစ္စည်းလေးနဲ့ရင်မွေးလေးကိုလိုချင်တယ်ဆိုလို့ရှိရင် left your sun page မှာမှာလို့ရပါတယ်နော်ဒါလေးကတော့ချောင်းတာကပီနန်းငါးကင်ဆိုင်သွားစားမှာဖြစ်ပါတယ်ရန်ကင်းမှာဖွင့်တာပေါ့နော်ဒါစားကြလို့ဆိုပြီးတော့2ရက်3ရက်လောက်အဲ့လိုပဲရောက်သွားဟိုရအောင်ဆိုင်ရမရှိတော့ဘူးဆိုပြန်လှည့်လာရတယ်ပေါ့နော်ဒီနေ့ရောရောက်သွားပြီတော့ဆန်းအဆုံးတပွန်းမှာလည်းတပတ်တော့မိုးရန်အေးရောအေးနွေ့နွေ့လေးတောက်မယ်ပြီးတော့ဂုံးကျဥမှာထားတယ်စားပြမယ်ဒါဂုံးကျဥကြောဒါမှထားတဲ့လေးပွဲမှာအရင်ရောက်လာတဲ့ပစွန်ထော့ပတ်ကင်နဲ့ကျဥဂုံးကျဥကြောပေါ့နော်ဒီဆိုင်လေးကနှာတို့ချောင်းတာသွားလို့ရှိရင်ချောင်းတာမှာအမြင်စားဖြစ်တဲ့ဆိုင်မျိုးပေါ့နော်သူကရန်ကုန်ရောက်လာမကြသေးဘူးအဲ့ဒါနဲ့စားကျင်လို့ဆိုပြီးတော့ခဏအဲ့လိုရောက်သွားတယ်ဒါပေမဲ့အဲ့လိုရောက်သွားရင်အမှသူတို့ပစ္စည်းမရှိတော့တာတို့ခုံနေရမရတော့အဲ့လိုမျိုးများရပေါ့နော်အရသာတော့ချောင်းတာအတိုင်းပဲကောင်းနေပေါ့နော်ပြီးတော့ portion လည်းတော်တော်များတာကိုတွေ့ရတယ်ပစထောဘကင်က sauce 3မျိုးပြီးထားဆိုတော့3မျိုးလုံးတို့ပြီးစားကြည့်နေရပါတော့။ဘုံကျုပ်ရစားကောင်းနော်ဘောပါလေးနဲ့ဒါလေးကပင်လဲစားအစုံတောက်ဆန်းပေါ့နော်တော်တော်လေးလည်းများတယ်။နားတော့ဆိုင်နေရမိုးအေးလေးနဲ့ဆိုတော့တောက်ဆန်းအရှဲပဲဒါရေပွဲလက်ပေါ့နော်ရေပွဲလက်ကအကြီးပဲမို့လို့ပြနေရပါတယ်
ရင်ညက်ဖို့ဆိုပြီးတော့ညက်ယူလာတယ်ဒါပေမဲ့စားရမယ်ညက်ဖို့မေးတော့ကဲဒါကတော့နောက်ဆုံး9ကင်ရပါပြီပြီးနဲ့ထုံးစံတိုင်း9ကင်မှာပါတဲ့ယူမရီတီလေးပါတယ်ပေါ့နော်အဲ့ဒါလေးဟနာကြိုက်တော့အဲ့အရင်စားပါတယ် ထိုင်ပိုင်ရွက်နေတပုံရရတော့တော်ဝါသနာပါပါမယ်သူကလူတိုင်းနဲ့ရိုက်တဲ့ပေါ်ဒီဟုတ်ဟုတ်လူတိုင်းနဲ့ရိုက်ဒါဟနာတို့စားပြီးရအောင်တော်တော်များများပုံနေပါတော့ပြီးတော့ပါစယ်ယူရပါတယ်